တူမရသည့်ဂုဏ်တော်တွေနှင့်ထိုဘုရားရှင်တို့ဤနိုင်တူမရသည့်တရားတော်မသွေထိုဘုရားရှင်မြတ်လက်ထက်တော်မှာရှိခဲ့သောတန်ဃာတော်တို့အား